Crime Story House ရဲ့ backup ရှင်ကျမဣဒထားနေပြီးတော့နှုတ်ခွန်းဆက်တာပါတယ်ကျမဟာအရန်အလုပ်များတဲ့မိခင်တဦးဖြစ်ပါတယ် professional makeup artist မဟုတ်ပါဘူးဒီနေ့စဉ်နေတဲ့ makeup တွေကိုလိမ့်နေ truth crime လေးတွေကိုပြောပြခြင်းဖြစ်ပါတယ်အကယ်၍များတကယ်အဖြစ်မှန်ပြီးရင် relax bit story လေးတွေကိုနားထောင်ခြင်းနဲ့ဆိုရင်တော့ဤနေရာမှတ်ကန်တဲ့နေရာဖြစ်ပါတယ်ဒီနေ့ပြောပြမယ့်အကြောင်းကတော့ Rina Vavra ရဲ့အကြမ်းဖက်မှုမစခင်ကတည်းကခွာခြားမှုတွေနဲ့ပြည့်စုံနေခဲ့ပါတယ်။သူမဟာတောင်အာရှမျိုးနဲ့အဖွာမှာဆင်းသက်လာသူဖြစ်ပြီးဖခင်မန်ဂျစ်ဘာကအိန္ဒိယနေပြီးတော့ကနေဒါကိုပြောင်းရွှေ့နေထိုင်ခဲ့တဲ့လူဖြစ်ပါတယ်။မိခင်ဆူမန်ဘာကတော့ကနေဒါနိုင်ငံမှာမွေးဖွားခဲ့တဲ့ပထမမျိုးဆက်အိန္ဒိယကနေဒီယန်ဖြစ်ပါတယ်။ရီနာကို1983ခုနှစ်မတ်လ10ရက်နေ့မှာမွေးဖွားခဲ့ပြီးမောင်နှမ300အနက်မှာအကြီးဆုံးဖြစ်ပါတယ်။သူတို့မိသားစုဟာကိုပိုင်အတိုင်းဝိုင်းထဲမှာတော့အလဲလက်မရှိတဲ့နေရာတစ်ခုမှာရှိနေခဲ့ပါတယ်။အများစုကစစ်ဘာသာဝင်ဖြစ်တဲ့အတွက်ကြောင့်တောင်အာရှအတိုင်းဝိုင်းထဲမှာလည်းမပြည့်စုံသလိုပဝင်းကျင်ရှိလူဖြူအများစုကြားမှာလည်းကိုက်ညီမှုတွေလည်းမရှိခဲ့ပါဘူး။ထို့ပြင်သူတို့ဟာ Jehovah Witness ဘာသာရေးကိုအလိုအမင်းလိုက်နာတဲ့မိသားစုဖြစ်ခဲ့ပါတယ်။ဒီဘာသာရေးကြောင့်ပဲသူတို့ကိုယ်တိုင်တော့ကိုယ်အတိုင်းဝိုင်းထဲမှာအ ਨੇ စုတဲကအ ਨੇ စုတို့ခံစားခဲ့ရပါတယ်။ဘာသာရေးကရီနာရဲ့နေ့စဉ်ဘဝကိုထိန်းချုပ်ထားခဲ့ပါတယ်။မွေးနေ့တွေခရစ်စမတ်လို့အခမ်းအနားတွေမှာလည်းကျင်းပခွင့်မရခဲ့ဘူး။ပြီးတော့အိမ်ထဲမှာလည်းစီကံနေရအရန်ကိုတင်းကျပ်လွန်တယ်မိဘတွေကတော့ဒီစီကံတွေကိုကာကွယ်မှုလို့ယူဆခဲ့ပေမဲ့ဒီရီနာအတွက်ကကြတော့ဒါတွေကကာကွယ်မှုမဟုတ်ခဲ့ဘူးချုပ်ချယ်ခြင်းတာဖြစ်ခဲ့တယ်သူကလူငယ်အရွယ်ဝင်လာတဲ့အချိန်မှာအိမ်နဲ့အပြင်လောကကြားမှာအကာအဝေးကပို့ပြီးတော့ကြီးမြင့်လာခဲ့တယ်အိမ်မှာနာခရမယ်ပို့အပြင်မှာကြတော့သူကလွတ်လွတ်ချင်တဲ့စိတ်ရီနာဒီစိတ်တွေနှစ်ခုနှစ်ပတ်ကြားမှာပိတ်မိနေခဲ့တယ်ဒီသူကဘယ်လိုမျိုးစဖြစ်ခဲ့ဆိုတော့မူလာတန်းကျောင်းမှာတော့ရီနာမိတ်ဆွေတွေထဲမှာစူးစူးပြားပြားကိုအနိုင်ကျင့်ခံခဲ့ရတယ်အဲ့ဒီအနိုင်ကျင့်ခံရမှုတွေကြောင့်သူမရဲ့ဘာဖြစ်လာလဲဆိုတော့စိတ်ကြယောဂဝင်လာတယ်အိမ်မှာလည်းမိသားစုနဲ့မကြာခဏအရန်နေဖြစ်လာတယ်မိဘတွေကဒီသူ့သားကိုသားသမီးတခုဖြစ်လာရင်ကာကွယ်ဆောက်ရှောက်စေချင်တာပဲလေအဲ့တော့သူ့သမီးဒီလိုဖြစ်လာတဲ့အတွက်ကြောင့်ဒီအိမ်ကိုသူတို့ကပြောင်းရွှေ့ခဲ့တယ်ဒီနိုင်ငံမှာအိမ်ပြောင်းနေဆိုရင်ကျောင်းကလည်းအလူအလျောက်ပြောင်းမိခဲ့တယ်အဲ့တော့နေရာတစ်နေရာလည်းအတစ်ကျောင်းကလည်းအတစ်တွေးဆောင်ကလည်းတငယ်ချင်းတွေကလည်းအတစ်ဆိုတော့အရန်ကိုပျော်ရွှင်ခဲ့တယ်အဲ့ပျော်ရွှင်တဲ့အချိန်မှာသူနဲ့ပေါ့နော်အရန်ရင်းနေတဲ့မိတ်ဆွေတယောက်ကိုသူကပထမဆုံးချိန်ကရခဲ့တယ်ပျော်လိုက်မဲ့အပြောစဉ်းစားကြည့်လေတလုံးသူ့မှာမိတ်ဆွေတွေတယောက်မှမရှိဘူးထူးထူးခြားခြားမိတ်ဆွေတယောက်ရခဲ့တယ်ဆိုတော့အရန်ပျော်တာပေါ့နော်တူကိုပေါ့အဲ့ဒီပျော်ရွှင်မှုကလည်းခဏတာပဲဖြစ်ခဲ့တယ်ဘာဖြစ်လဲဆိုတော့အဲ့ဒီမိတ်ဆွေကနောက်သူ့ကိုလှစ်လျူရှိလာတယ်စကားလေးမခေါ်တော့ဘူးမပြောတော့ဘူးအဲ့မပြောတော့ဆိုတော့အလိုနေအဲ့မိတ်ဆွေကလည်းပျောက်သွားခဲ့တယ်အဲ့ပျောက်သွားတဲ့အချိန်မှာဘာဆက်ဖြစ်လာလဲဆိုတော့အဲ့ဒီအရင်တော့မူလာထဲမှာသူခန်းစားခဲ့ရတယ်ကျောင်းအဟောင်းပေါ့နော်မူလာထဲဆိုတော့ကျောင်းဟောင်းမှာခန်းစားခဲ့တဲ့အနိုင်ကျင့်မှုတွေကလေဒီမှာစပြီးသူကပြန်ပြီးတော့စခဲ့တယ်သူ့ကိုဘယ်လိုမျိုးအနိုင်ကျင့်ကြလဲဆိုတော့သူ့ရဲ့နာမည်ကြီးအမလီနာမည်ကြီးအတဲ့မှာဘာနာမည်ကြီးလဲမသိဘူးပြီးခနာကိုအလေးချင်းသူ့ရဲ့ပုံစံပြီးရင်သူ့ကိုရှိသမျှလူတွေအားလုံးကထပ်မှန်ပြီးတော့တီးခြားခွဲထုတ်ဖို့ကို
အသုံးချခဲ့ကြရတယ်အဲ့လိုနဲ့ပဲသူက1996ခုနှစ်မှာအလဲတန်းကိုတက်လာတယ်အမှရီနာမိတ်ဆွေအုပ်စုတစ်ဖွဲ့နဲ့သူကရရှိခဲ့တယ်ဒီအုပ်စုတစ်ဖွဲ့ကလည်းသူ့ကိုကယ်တင်မဲ့သူတွေမဟုတ်ဘူးသူ့ကိုပို့ပြီးတော့အန်ဒီရရှိတဲ့လမ်းကြောင်းစီကိုဆွဲခေါ်သွားတဲ့လူတွေဖြစ်ခဲ့တယ်ကျောင်းမှာသူကလက်ခံမှုမရရှိတဲ့အခါမှာလေသူကအိမ်ရောက်ပြန်တော့လေသူကဒီလိုတင်းကျပ်နေတဲ့အစည်းကမ်းချက်တွေကြောင့်သူကအသက်ရှူမဝခဲ့ဘူးပေါ့နော်မလွတ်လပ်ခဲ့ဘူးအဲ့မှာနောက်ဆုံးရီနာကဘာဖြစ်သွားလဲဆိုတော့လက်လွတ်သွားခဲ့တယ်ဘယ်လိုလဲဆိုတော့သူကစီးမြင်စည်းကမ်းချက်တွေကိုသူကချိုးဖောက်လာခဲ့တယ်စိတ်လိတ်တွေတောက်လာတယ်သူ့ကိုဘာပြောပြောသူကမလိုက်နာတော့ဒီကျန်းတန်းတဲ့လူငယ်အုပ်စုတွေနဲ့လည်းသူကဆက်သွယ်လာခဲ့တယ်သူတို့ကဒီအာနာကိုတရုတ်ပြတတ်ကြတယ်ကြောက်စရာဖြစ်အောင်ပြုလုပ်တတ်တယ်ဒီအုပ်စုထဲမှာရီနာပထမဦးဆုံးအကြိမ်သူ့ကိုသူဘာဖြစ်ချင်လဲသူ့ရဲ့ခံစားချက်တွေကိုမြင်တယ်လို့သူကခံစားခဲ့ရတယ်ဒီအမှန်တကယ်ဒီကာကွယ်မှုမဟုတ်ပေမဲ့ယူစိုက်ခံခဲ့ရလို့ခံစားခြင်းကဒီမအတွက်လုံလောက်ခဲ့တယ်ဒါတွေကမကားမှုကြောင့်လည်းမဟုတ်ဘူးဒါဟာမလိုအပ်တဲ့စိတ်မဟုတ်ဘူးဒါဟာလူငယ်တစ်ယောက်ရဲ့အမည်တစ်ခုနေရာတစ်ခုကိုရှာဖွေနေတဲ့အရန်မောပန်းစိတ်ပဲဖြစ်တယ်1996ခုမှာရီနာအသက်73နှစ်အရွယ်မှာဒီအရေးခင်းကသူမရဲ့မိသားစုကိုအပြီးတိုင်ပြောင်းလဲစေတယ်သူ့ကိုအိမ်ကနေလူမြောက်စီနေတဲ့စိတ်နဲ့ပြီးတော့သူ့ရဲ့တငယ်ချင်းကလည်းသူ့ကိုတွန်းအားပေးတာပေါ့နော်သူကမိဘတွေကိုဗာပြောဆိုတော့သူ့ကိုထိလက်ရောက်အနိုင်ကျင့်တယ်လို့ဆွဆွဲလိုက်တယ်ဒီလိုဆွဆွဲလိုက်တဲ့အတွက်ကြောင့်ဒီသူ့ကို Foster Care နဲ့အဖိုးဘွားအိမ်မှာလအနေငယ်နေထိုင်ခဲ့တယ်ဒါပေမဲ့ဒီဆွဆွဲတာကအထောက်အထားမရှိတဲ့အတွက်ကြောင့်ဒီရီနာရဲ့မိဘတွေကိုတော့ဘာမှတော့မလုပ်ခဲ့ဘူးဒီနာကတော့သူတို့အိမ်မှာဆက်မနေတော့ဘူးပေါ့နော်ဒီချိန်မှာရီနာနားလည်သွားတာအရာတစ်ခုရှိတယ်ဘာလဲဆိုသူစကားကိုသူပြောမယ်ဆိုရင်အာနာရှိတယ်ဆိုတာသူကနားလည်သွားတယ်အဲ့တော့ရီနာကဘာလုပ်လဲဆိုတော့နောက်ပိုင်းမှာပုံမကြောက်စရာကောင်းတဲ့ဆွဆွဲချက်တစ်ခုကိုပြုလုပ်ခဲ့တယ်သူ့ရဲ့ဖခင်ကိုလိန်ပိုင်းဆိုင်ရာသူ့ကိုအနိုင်ကျင့်တယ်လို့သူကဆွဆွဲခဲ့တယ်အဲ့လိုဒါလီကိုသူမယုံတစ်ဖက်သားလူပေါ့နော်ယုံကြည်မှုရှိအောင်သူကဒီမျိုးဆွဆွဲခဲ့တဲ့အတွက်ကြောင့်သူ့ကိုပေါ့နော်ဒီအိမ်ကနေသူ့အိမ်ပြန်ခွင့်မပေးတော့ဘူးပေါ့နော်သူကတော့စိတ်ထဲမှာတော့ငါလိုလွတ်သွားပြီပေါ့အဲ့လိုမျိုးထင်တယ်ဒါပေမဲ့သူကနောက်ဆုံးမှာသူကသူ့ရဲ့ဆွဆွဲချက်ကိုပြန်လေပြီးတော့သူကရုပ်သိမ်းခဲ့တယ်အဲ့လိုမျိုးရုပ်သိမ်းခဲ့တဲ့အတွက်ကြောင့်သူ့အဖေပေါ်ဆွဲထားတဲ့အမှုတွေကလည်းဖျက်သိမ်းခဲ့တယ်ဒါပေမဲ့သူ့အဖေကိုဒီလိုမျိုးဆွဆွဲမှုတွေထားတဲ့အချိန်တွေမှာသူ့အဖေမန်ဂျစ်ဘာကထောင်ထဲမှာဝင်ခဲ့ရတယ်ဒီဆွဆွဲမှုပြီးတော့မှသူကပြန်လွတ်လာခဲ့တယ်ဥပဒေရတော့အမှုကတော့ပြီးဆုံးသွားတယ်ဒါပေမဲ့သူတို့တိဆောက်ထားတဲ့family life ပေါ့နော်ယုံကြည်မှုပြီးတော့တည်ငြိမ်မှုမိသားစုအကျိုးဆက်တွေကတော့ပြန်လည်ပြီးတော့စောက်လို့မရအောင်ပျက်စီးသွားခဲ့တယ်ဖခင်မှာနောက်ပိုင်းကသူကဘာပြောခဲ့လဲဆိုတော့သူယုံကြည်ခဲ့တယ်ရီနာဟာလူမှုရေးဝန်ထမ်းတနည်းအားဖြင့် social worker တွေကိုလည်းလှည့်စားခဲ့တယ်မိသားစုကိုလည်းလှည့်စားခဲ့တယ်
ဆိုတာဘယ်သူမှကျွန်တော်တို့ကိုမယုံကြည်တော့တဲ့အချိန်မှာအားလုံးကရီနာရဲ့စကားကိုလက်ခံနေတော့ကျွန်တော်ကိုတကယ်ဖျက်ဆီးနေတယ်လို့ခံစားရတယ်ဒါလည်းရီနာအဖေပြောလာတယ်ဒါလည်းနီလန်းကြတာပဲနော်သားသမီးကကိုယ်ဆွဆွဲတယ်ဆွဆွဲလို့သူကဖြည့်ရှင်းတော့လေသူ့ရဲ့ဖြည့်ရှင်းတဲ့စကားကိုဘယ်သူမှသူ့ကိုယုံကြည်မှုမရှိဘူးအဲ့နဲ့လေအဲ့တော့သူ့မှာဒီဖေတရအနေနဲ့ခံစားရတယ်ဆိုရင်တော့တော်တော်ကြီးပေါ့နော်ဝမ်းနေဖို့ကတော်တော်ကြီးကောင်းတာပေါ့နော်ဒီအချင်းလေးအားလုံးကတော့ဘ누구အတွက်မှတော့မကောင်းခဲ့ဘူးရီနာအတွက်လည်းမကောင်းခဲ့ဘူးရီနာရဲ့မိသားစုအတွက်လည်းမကောင်းခဲ့ဘူးတေဆုံးမဲ့ဒီအချိန်မကြခင်မှာပဲရီနာအင်ကိုပြန်လာခဲ့တယ်ဒါပေမဲ့ तू ကအရင်လိုတော့မဟုတ်တော့ဘူးအဖွဲ့တစ်ခုမှာပါဝင်ခြင်းနဲ့စိတ်ကတော့ तू ကမလျော့ခဲ့ဘူးဒါပေမဲ့ဘယ်နေရာမှာမှမတည်နိုင်တော့ဘူးတစ်ဖက်မှာမိသားစုတစ်ဖက်မှာဒီလမ်းပေါ်မှာရှိတဲ့လူငယ်တွေသူ့ရဲ့စိတ်ထဲမှာတော့လုံခြုံမှုကတော့ तू ကတော့မရှိတော့ဘူးပေါ့နော်အရင်ကလွတ်လပ်မှုလို့ထင်ခဲ့တဲ့ပုံကံမှုကအခုတော့ သူမကိုပို့ပြီးတော့အန်တရတွေကိုဆွဲချသွားတဲ့အရာဖြစ်လာခဲ့တယ်အဲ့ဒီနောက်ဖြစ်လာမယ့်အရာတွေကမကြခင်ကပဲစတင်ပြီးတော့ဖော်ပြလာတယ်ဒါဟာအတိတ်နဲ့ချိတ်ဆက်နေတဲ့အဖြစ်ပြက်ပါမထင်မှတ်ပဲဖြစ်သွားတာတော့မဟုတ်ပါဘူးဒါဟာအချိန်ကြာကြာတိဆောက်လာခဲ့တဲ့အဆုံးသတ်ဖြစ်ခဲ့တယ်ရီနာကပါဝင်ခြင်းခဲ့တယ်ဆိုလိုတာကတော့သူ့ရဲ့ဒီတငယ်ချင်းတွေဆိုတဲ့သူ့ပေါ့နော်အတိမတ်ပြုစေခြင်းခဲ့တယ်ဒါကတော့စေကျော်သက်တွေအရွယ်မှာဖြစ်တတ်တဲ့ခံစားမှုပေါ့နော်ခံစားချက်တစ်ခုပါပဲကိုလည်းငယ်ငယ်တုန်းကလည်းဒီလိုမျိုးတငယ်ချင်းတွေနဲ့ငါ့ကိုအရေးတယူဆက်ဆံစေခြင်းနဲ့ဘယ်နေရာမှာမဆိုခေါ်စေခြင်းနဲ့အဲ့ဒီစိတ်ကလေးပေါ့နော်အဲ့လိုမျိုးပါဝင်စေခြင်းနဲ့စိတ်ကတိတ်တိတ်လေးနာကျင်နေပြီလူတိုင်းကိုမြင်နိုင်အောင်ထင်ရှားတဲ့စိတ်က1998ခုနှစ်အောက်တိုဘာနိုဝင်ဘာလေးမှာသူမရဲ့နောက်ကိုရိတ်လို့လိုက်လာခဲ့တယ်အသက်14နှစ်အရွယ်မှာရီနာကတခြားသူတွေဘဝရဲ့အနာအဆုံးမှာပဲနေခဲ့ရတယ်ချိတ်ဆက်မှုတစ်ခုလက်ခံမှုတစ်ခုမင်းလဲပါတယ်ဆိုတဲ့စကားတစ်ခုကိုသူမလိုအပ်ခဲ့တာပါဒါပေမဲ့လူမှုအဖွဲ့အစည်းကအရင်ကတည်းကဆုံးဖြတ်ပြီးသားဖြစ်တယ်ရီနာမကိုက်ဘူးနီကိုခုတ်ကရီနာမဖြစ်နိုင်တဲ့အရာအလုံးဖြစ်ခဲ့တယ်နီကိုခုတ်ကရီနာရဲ့မတည်ငြိမ်တဲ့အရာအလုံးကိုကိုစားပြုနေတယ်ယုံကြည်မှုတွေရှိတယ်သူမှမတည်ငြိမ်ဘူးကြောက်စရာကောင်းတယ်သူမဟာလူငယ်အဖွဲ့အစည်းထဲမှာအကြမ်းဖက်မှုနဲ့အာဏာကိုအသုံးပြုပြီးကိုယ်ပိုင်နေရာကိုတိဆောက်ထားနိုင်တဲ့သူဖြစ်တယ်တခြားမိန်းကလေးတွေကသူမရဲ့အနားမှာလှည့်ပတ်နေတယ်တစ္ဆာကြောက်လားကိုကာကွယ်ဖို့လားတချို့ကတော့ခွဲမပြောနိုင်ဘူးရီနာကတော့အများဆုံးခံနိုင်ရည်နဲ့တီးခံရတဲ့လူပဲဖြစ်တယ်အနည်းဆုံးကတော့အမြဲတမ်းနှောင်ပြောင်ခံရတယ်သူတို့ရဲ့လမ်းကြောင်းတွေကခဏခဏဆုံဖြစ်ပြီမယ်ဘယ်တော့မှတန်းတူမဖြစ်ခဲ့ဘူးရီနာကတေဆုံးမဲ့ညမတိုင်ခင်အပတ်နဲ့မှာအပြင်းလူငယ်တွေအတွက်ကတော့သေးငယ်တဲ့အရာလို့ထင်ရပေမဲ့ဒီလူငယ်အဖွဲ့အစည်းထဲမှာတော့အလွန်ကြီးမားတဲ့အဖြစ်အပျက်တစ်ခုဖြစ်ခဲ့တယ်1990ခုနှစ်နောက်ဆုံးပိုင်းမှာဒီကမ္ဘာလုံးကပေါ့နော်ဒီမိုဘိုင်းဖုန်းတွေဆိုတာမဖြန့်ဖြီရသေးတဲ့အချိန်မှာဒီဖုန်းစာအုပ်ကနံပါတ်စရင်းတစ်ခုမဟုတ်ခဲ့ဘူး
အဲ့ဒါမိတ်ဆွေတွေချစ်သူတွေလှုပ်ဝက်ချက်တွေလူမှုရေးအာဏာကိုစုထားတဲ့မြေပုံတစ်ခုတာဖြစ်တယ်အဲ့ဒီစာအုပ်ကိုပျောက်သွားတယ်ဆိုတာထိန်းချုပ်မှုကိုပျောက်သွားတာ ਨੇ အတူတူပဲဖြစ်တယ်ဖုံးစာအုပ်ကိုယူသွားခဲ့တယ်ဘယ်သူဖြစ်မလဲဘယ်သူဖြစ်မလဲဆိုတော့ရီနာတာဖြစ်ခဲ့တယ်သူမရဲ့ပြုလုပ်ခဲ့တဲ့အရာကသူမရဲ့စိတ်အခြေအနေကိုအပြည့်အဝဖော်ပြနေခဲ့တယ်ဖုံးစာအုပ်တွေကနံပါတ်တွေကိုသူကအသုံးပြီးတော့နစ်ကိုရဲ့လူမှုအဖွဲ့တွေကလူတွေကိုရီနာဖုံးခေါ်ခဲ့တယ်မိတ်ဆွေတွေတည်တဲ့သူတွေနစ်ကိုကိုအရေးကြီးတယ်လို့ထင်ထားတဲ့ယောက်ျားလေးတွေကိုသူကဖုံးခေါ်တယ်တခါတလေမှာသူကသူ့ရဲ့နာမည်အရင်းကိုသုံးတယ်တခါတလေမှာနာမည်အရင်းမဟုတ်ပဲနဲ့သူကတခြားနာမည်သူကရှောက်သုံးခဲ့တယ်အမှဒီဖုန်းထဲမှာသူဘာလို့သူကပြောခဲ့လဲဆိုတော့ဒီနစ်ကိုက AIDS ရဲ့အယောင်ပြောင်းအောင်တဲ့ဒီမြက်ကက်တွေကိုပေါ့နော်သူကလှက်ပက်ပြီးတော့သူဝတ်တက်တယ်ပြောတယ်ဒီရင်သားဆိုရင်လည်းသူကအတုကိုထည့်ထားတယ်လို့သူကအရေးမှုပေါ့နော်သူကရှောက်ပြောခဲ့တယ်ဒီလိုမျိုးပြောတယ်ရီနာအတွက်ကတော့ဒီဖုန်းခေါ်ဆိုမှုကတကားဖွင့်ဖို့ကြိုးစားမှုဖြစ်နိုင်တယ်သူ့ကိုမြင်ခံရဖို့အရေးပါဖို့ဒါပေမဲ့ရီနာအတွက်ကကြတော့သူကနော်မြင်ခံရဖို့အရေးပါမှုဖြစ်တယ်ရီနာအတွက်ကတော့သူကဒါအသက်ရှင်မှုဒီအသက်ရှင်မှုပြီးရင်ဒီတငယ်ချင်းတွေကြားထဲမှာသူ့ကိုအရေးပါဖို့ဆက်ဆံမှုတော့ကဒါတော့မဖြစ်မနေတာအရေးကြီးတယ်ပေါ့နော်ဒါသူ့ရဲ့ life struggling ကိုနစ်ကိုအတွက်ကကြတော့ဘာဖြစ်လဲဆိုတော့ဒါသူ့ကိုစော်ကားတာပဲပိုဆိုးတာကနစ်ကိုအတွက်ကအရှက်ပေါ့နော်သူ့ကိုရှက်သွားအောင်လုပ်ခဲ့မှုဖြစ်တယ်ဆိုတော့ဒီနစ်ကိုကဒီလိုမျိုးပောက်ကရတွေရှောက်ပြောတာဘာလို့လဲလို့သူကတိသွားတဲ့အချိန်မှာသူအရန်ကိုသူဒေါသသူပြင်းထန်အောင်သူထွက်ထွက်ခဲ့တယ်ဖုံးစာအုပ်ကအဖြစ်ပြက်ကနစ်ကိုအတွက်စိတ်ထဲမှာဇလန်းတစ်ခုကိုဖန်တီးပေးခဲ့တယ်ဘယ်လိုဇလန်းလဲဆိုတော့ဒီရီနာကယုံလို့မရအောင်ရီနာနေရာကမှာဝင်ရှုပ်နေတယ်ဒီရီနာမဟုတ်မှန်တဲ့တင်းတွေကိုတင်းလိုက်လွှင့်နေတယ်နစ်ကိုယုံကြည်ခဲ့တဲ့တင်းတစ်ခုကပို့ပြီးတော့နာကျင်စေဖို့ဖြစ်ခဲ့တယ်ဘာဖြစ်လဲဆိုတော့နစ်ကိုရဲ့ချစ်သူကရီနာကိုလိန်ပိုင်းဆိုင်ရာဒီမျိုးလှုပ်ဆော်ခဲ့တယ်လို့ရီနာပြောဆိုခဲ့တဲ့သတင်းဖြစ်တယ်တကယ်ပြောခဲ့လားမပြောခဲ့ဘူးလားဆိုတာကတော့ဘယ်သူမှသိစမ်းမသိခဲ့ဘူးဒါပေမဲ့နစ်ကိုကတော့ယုံကြည်ခဲ့တယ်အဲ့ဒီယုံကြည်မှုကအကျန်းဖတ်မှုအတွက်လုံလောက်ခဲ့တယ်လူငယ်လောကမှာနာမည်နဲ့ဂုဏ်သိက္ခာအလွန်မတည်ငြိမ်ဘူးနစ်ကိုအတွက်ကတော့သူမရဲ့အာဏာနဲ့အမှတ်အသားကကြောက်ရအောင်ချစ်ရမယ်ရီနာလိုသူ့လိုမျိုးအောက်တန်းစားလို့ထင်တဲ့လူတစ်ယောက်ကသူမရဲ့နာမည်ကိုထိခိုက်လာစေတယ်ဆိုတဲ့အတွေးကသူလုံးဝသူလက်မခံနိုင်နစ်ကိုကဘာပြောလာခဲ့လဲဆိုတော့ရီနာကိုရင်ဆိုင်ရမယ်ရီနာကိုရှင်းပြရမယ်
အဲ့ဒါကိုဒီလိုမျိုးပြောတဲ့စကားကိုတခြားမင်းကလေးတွေရတယ်ကြားသွားတယ်ကြားသွားတော့ဟုတ်တယ်ရီနာကိုရှင်းပြရမယ်ရီနာကိုရေးဆိုင်ရမယ်တချို့ကကြားရတယ်ဘာမှမပြောခဲ့ဘူးနှုတ်ဆက်နေခဲ့တာပါနော်ဒါပေမဲ့ရီနာကိုသွားပြီးတော့နင်ကိုနီကိုကတော့ဒူဒူပြောတယ်ဆိုပြီးဘယ်သူမှသွားပြီးတော့မပြောခဲ့ဘူးရီနာကတော့အမြဲတမ်းအုပ်စုတွေထဲမှာတော့သူကပါဝင်ခြင်းစေရတော့ဖြစ်စေပဲဒီအနားမှာရှိတဲ့အားတွေကိုသူကမိတ်ဆွေလို့သူကထင်ခဲ့တယ်သူ့ကိုအာယုံနည်းနည်းလေးစိုက်လာတယ်ဒီအာယုံစိုက်တွေဆိုတာဘလို့အာယုံစိုက်မှုပဲသူကပါဝင်ပေါ့နော်သူ့ရဲ့လမ်းစာတော့ရှေ့ကိုတိုးလာပြီလို့သူမကတော့ယူဆခဲ့တယ် Cage Flower Bridge အနားမှာသူ့ကိုတွေ့ဆုံဖို့ပြောခဲ့တော့သူကလက်ခံခဲ့တယ်ဒါကိုသူမကယုံကြည်ခဲ့တယ်စကားပြောဖို့အခွင့်အရေးကိုပြန်လဲပြီးတော့ညှိဖို့အတွက်နောက်ဆုံးလက်ခံဖို့အခွင့်အရေးလို့သူမကထင်ခဲ့တယ်ဒါမဲ့ဒါကိုသူမကနားမလည်ခဲ့ဘူးဒီဖိတ်ခေါ်မှုကညီမျှသောဒန်းသူရဲ့ဖိတ်ခေါ်မှုမဟုတ်ခဲ့ဘူး1998ခုနှစ်နိုဝင်ဘာလ14ရက်အဲ့ဒီညမှာရီနာရဲ့ဘဝကိုဖန်တီးလာခဲ့တဲ့လူမှုအင်အားတွေအားလုံးကနေရာတနေရာထဲမှာစုစည်းလာခဲ့တယ်။ View Royal ရဲ့ကျောင်းတစ်ခုရဲ့နောက်ဘက်မှာလူငယ်တွေဒါဇင်ချီအောင်ပေါ့နော်တဖြည်းဖြည်းနဲ့စုဝေးလာခဲ့တယ်။အဲ့ဒီထဲမှာအရက်တွေရှိတယ်။မာနတွေရှိတယ်။အဖွဲ့တဲ့ပါဝင်ခြင်းနဲ့စိတ်လေးနဲ့လူတိုင်းသိနေတဲ့ဆွေအားတွေရှိတယ်။အဲ့ဒီလူစုထဲမှာမိန်းကလေးအုပ်စုငယ်တစ်ဖွဲ့ရှိခဲ့တယ်။အကြမ်းဖက်မှုနဲ့ကိုယ်တိုင်ကိုယ်ကျအာဏာကိုတိဆောက်ထားကြတယ်။သူတို့ရဲ့အချင်းချင်းကတော့သစ္စာတွေရှိတယ်။အပြင်လူတွေအတွက်ကတော့သူတို့ဟာကြောက်ရတဲ့လူတွေဖြစ်တယ်။သူတို့အချင်းချင်းအတွက်ကတော့ဘယ်သူမှမထိခိုက်နိုင်တဲ့အုပ်စုဖြစ်တယ်။ဆိုလိုတာကတော့မိန်းကလေးလိုမျိုးနူးနူးညံ့ညံ့အုပ်စုမဟုတ်ဘူးကြမ်းကြမ်းတန်တန်အုပ်စုဖွဲ့ဖြစ်တယ်ဘယ်သူမှသူတို့သွားပြီးတော့ရံမစရဲဘူးပေါ့နော်ရီနာကအမြဲလိုချင်ခဲ့တဲ့အရာတစ်ခုတည်းနဲ့အဲ့ဒီနေရာကိုရောက်လာခဲ့တယ်ရှင်းလေးပဲဘာလဲဆိုတော့ပါဝင်ချင်ခဲ့တာအဲ့ဒီနောက်ဖြစ်လာတာမတော်တဆမဟုတ်ခဲ့ဘူးအယမ်းပဲကိုလှင်မြန်တယ်စီစဉ်ထားတဲ့ပုံရိပ်တွေကရှိတယ်မင်္ဂလိအုပ်စုကရီနာကိုဝိုင်းရံလိုက်တယ်အဲ့ဒီညအဆက်ခွဲပွဲတစ်ခုဖြစ်တယ်အကျန်းဖက်ပြပွဲတစ်ခုကိုပြောင်းလဲသွားတယ်စကားတွေကလက်တွေ့လို့ရဖြစ်သွားခဲ့တယ်ရေတံတွေကတော့ရှိခဲ့တယ်ဒါပေမဲ့အဲ့ဒီရေတံတွေထဲမှာရက်ဆက်မှုတွေကရောနှောလာတယ်ဒီဓာတ်တွေကိုဖြစ်လာတော့ဘယ်သူမှမသားစီးခဲ့ဘူးတချို့ကဒီတိုင်းကလေးကိုပဲကြည်နေခဲ့တယ်တချို့ကကြတော့လမ်းလွှဲပြီးတော့ထွက်သွားတယ်လူအုပ်စုကတော့ကွဲသားခဲ့ပေမဲ့အန်ဒီရယ်ကတော့မပြီးဆုံးခဲ့ဘူးရဲတွေကရောက်လာတယ်ရဲတပ်ဖွဲ့ဝင်တွေရောက်လာတဲ့အခါမှာလူအုပ်စုကလည်းပြန်ကျဲသွားခဲ့တယ်အဲ့တော့ဒီအကျဲဖတ်မှုကတော့ပြီးသွားပြီလို့တော့ထင်ခဲ့တယ်ဒါပေမဲ့အဆုံးကမတက်သေးဘူးဒီအုပ်စုက Cage Flower Bridge ရဲ့တရားအောက်ကိုရွှေ့သွားခဲ့တယ်အဲ့ဒီတရားအောက်ကပိုမမောင်မိုက်တဲ့နေရာပိုမတီးကြတဲ့နေရာအကျိုးဆက်တွေကိုမမြင်နိုင်တဲ့နေရာတို့ဟန်စားရတဲ့နေရာတစ်ခုဖြစ်တယ်အဲ့ဒီတရားအောက်မှာအကျန်းဖတ်မှုကပို့ပြီးတော့မိတက်လာတယ်နီကိုခုတ်က
ဒီရီနာကိုဒီတရားအောင်မှာပေါ့နော်ပထမဦးဆုံးစတင်ပြီးတော့ချီကပ်ခဲ့တယ်သူတို့ကအရက်ဒီဇာလေးနဲ့တောက်ထားတယ်စဉ်းစားကြည့်သူတို့ထိန်းကုန်မှုမရှိတော့စိတ်လိတ်ကလည်းတောက်ပါပဲအဲ့ရီနာကသူတောက်နေတဲ့စိတ်လိတ်ကိုဘာသွားလုပ်လဲဆိုတော့sorry ရီနာမဟုတ်ဘူးနီကိုကသူတောက်နေတဲ့စိတ်လိတ်ကိုဘာသွားလုပ်လဲဆိုတော့မီးညိတာမဟုတ်မီးညိမ့်တာဒီနီကိုခုရဲ့ဒီနှစ်ဖူးအလေတက်မှာတွားပြီးတော့မီးကိုညှိတက်လိုက်တယ်ဒါကိုကြည့်ချင်းအပြည့်ဒီလောက်ရက်ကလုံးဝပေါ့နော်မတော်တဆမဟုတ်ခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့ရီနာကအိန္ဒိယမျိုးနွယ်ဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့ဒီအိန္ဒိယမျိုးနွယ်တွေကဘင်ဒီတက်တဲ့အလေးအထားရှိတယ်ပေါ့နော်ဒီအလေးအထားကိုရှိတာကိုသူကသမင်တက်ဒီလိုမျိုးနှစ်ဖူးတက်မှာလောက်တဲ့အတွက်ဒါလူမှုရေးရမဟုတ်လူမျိုးရေးအရာဒါရက်ဆက်စွာလုပ်ခဲ့တဲ့စော်ကားတဲ့တရက်ကိုဖြစ်ခဲ့တယ်ဒါတိုက်ပွဲမဟုတ်ခဲ့ဘူးဒါအုပ်စုလိုက်တိုက်ခတ်မှုဖြစ်ခဲ့တယ်ရီနာကိုဘယ်လိုမျိုးတိုက်ခိုက်ကြလဲဆိုတော့ရီနာကိုထိုးတာဆိုတော့နော်ခေါင်းစခြေဆုံးထိုးတယ်ပြီးရင်ကန်တဲ့ခါမှာဘိုက်တွေကိုလည်းကန်တယ်ခေါင်းကိုလည်းကန်တယ်အဲ့လိုမျိုးကန်နေပါဇက်ကလည်းပေါ့နော်ဒီဆဲဆိုတဲ့စကားနိုင်လည်းပြောကြတာပြီးရင်တတွေးလည်းထွေးတယ်အဲ့တော့ကြည့်လိုက်မယ်ဆိုရင်ဒီအကြမ်းဖက်မှုကတဖြည်းဖြည်းနဲ့ဘာနဲ့တူတာလဲဆိုတော့ဘာနဲ့တူတာလဲဆိုတော့ဖြော်ပြရေးတစ်ဖွဲ့ပေါ့နော်မကျေနပ်လို့ဒီသူ့ကိုဖြော်ပြရေးတစ်ဖွဲ့တာအဲ့လိုမျိုးလုပ်နေကြတဲ့ပုံစံမျိုးဖြစ်လာတယ်အဲ့လိုမျိုးလုပ်နေနေကြမှာဒီမှာကောင်မလေးတယောက်ကဒီတက်ခိုက်တာလေးကိုသူတို့ကရက်တန့်စေတယ်အဲ့ဒီကောင်မလေးကနာမည်ကြီးတယ်သူက kick boxing ကိုလည်းသူကစော့တက်တယ်သူ့ရဲ့နာမည်ကတော့ Shia Shan ဖြစ်တယ်ရီနာကဒီသူ့ကိုဒီထိုးမှုကြိတ်မှုနေတာကိုရက်တန့်အောင်လှုပ်ပေးလိုက်တဲ့အချိန်မှာနည်းနော်ဒဏ်ရာနေမဟုတ်ဘူးပေါ့နော်သူ့မှာသွေးအလိမ့်ညာသူကတုတ်ကျသွားခဲ့တယ်ပေါ့နော်ဒီအောက်ကလည်းဒီတရားအောက်ဆိုတော့ရှုပ်နေဘွက်တွေကတော့ရှိနေကြတာပေါ့နော်ဒါပေမဲ့အဲ့ဒီအချိန်မှာသူကလမ်းသူကပေါ့နော်ရှောက်နိုင်ခဲ့သေးတယ်ရိုင်းနှမှုတွေရဲ့နောက်မှာရီနာနောက်ဆုံးဘာခံစားရဆိုတော့သူကတော့ငါတော့လွတ်မြောက်သွားပြီငါတော့ထွက်ပြေးလာနိုင်ပြီလို့သူ့ကိုယ်သူတော့ထင်ခဲ့တယ်ဒဏ်ရာတွေရပြီးတုံလုံးနေတဲ့အချိန်မှာသူမယုံကြည်နေခဲ့တယ်ဘာယုံကြည်တယ်ဆိုတော့ငါအသက်ရှင်နိုင်ခဲ့တယ်ဘာနော်ငါအမေတွေငါအဖေတွေစီကိုငါနောက်ဆုံးငါပေါ့နော်ငါထွက်ပြေးလာနိုင်တယ်ဆိုပြီးတော့ယုံကြည်ခဲ့တယ်ဒီယုံကြည်မှုကမှန်ခဲ့သလားဆိုတော့မှန်ခဲ့ဘူးမှားခဲ့တယ်ရီနာကိုဘယ်သူမှမကူညီခဲ့ဘူးကဲရီနာနေကတော့ဒဏ်ရာတွေပေါင်းဆောင်မျိုးဆိုဖြစ်နေတယ်ငါတို့နင့်ကို ambulance ခေါ်ပေးမယ်တရားမှမလုပ်ခဲ့ဘူးโอเคဒါမလုပ်ခဲ့တော့မှန်တယ်ကဲဒါမဲ့ငါတို့နင့်ကိုအိမ်ပြန်လိုက်ပို့ပေးမယ်ဒါလည်းတရားမှမလုပ်ခဲ့ဘူးဒီနှစ်ကိုခုအတွက်ကကြတော့ဒီຢာကသူ့ရဲ့အာဏာကိုပြန်လည်ယူခြင်းပဲဖြစ်တယ်တခြားသူတွေအတွက်ကတော့ပုံမှန်မှောင်မိုက်တယ်ဖြောဖြေရေးအုပ်စုလိုက်ချိတ်ဆက်မှုတွေ့တာဖြစ်တဲ့အတွက်ကြောင့်သူတို့ကလှုပ်လို့ရတယ်ဆိုတော့ဆိုလိုတာတခြားသူတို့အနိုင်ကျင့်လို့ရတယ်ဆိုတော့သူတို့ဖြစ်ချက်ပဲဖြစ်တယ်ပေါ့နော်အကုန်ပြီးသွားပြီလို့နီကိုကထင်ခဲ့တယ်အဲ့ဒီကြောင့်သူမလမ်းလဲခဲ့တယ်
ရီနာရဲ့နောက်ကိုသူမဆက်ပြီးတော့မလိုက်ခဲ့ဘူးပြီးတော့ရီနာဘာဖြစ်မယ်ဆိုတာကိုလည်းသူကသိချင်စိတ်လည်းမရှိခဲ့ဘူးဒါပေမဲ့လူငယ်2ယောက်ကရီနာရဲ့နောက်ကိုလိုက်သွားခဲ့တယ်မိန်းကလေးတစ်ယောက်ကအုပ်စုရဲ့ယဉ်ကျေးမှုအာနာကိုနက်နက်ရှိုင်ရှိုင်ပါဝင်နေတဲ့ Kelly L ယောက်ျားလေးတစ်ယောက်အကြမ်းဖက်မှုရဲ့အလေးချိန်ကိုအပြည့်အဝနားမလည်သေးတဲ့ Warren Gloski သူ့မှာ Rena နဲ့ပုံကိုယ်ရေးရံမရှိဘူးအမုန်းမရှိဘူးသူ့ကိုဆွဲခေါ်သွားတာကအနားမှာရှိနေတာအဖွဲရဲ့ဖိအားအာနာရှိတဲ့အရာတစ်ခုတည်းကိုသူကပါဝင်ခြင်းနဲ့စိတ်တစ်ခုတာရှိတယ်သူတို့နှစ်ယောက်ကရီနာကိုမမြင်နိုင်တဲ့နေရာမကြားနိုင်တဲ့နေရာကူညီမဲ့သူမရှိတဲ့နေရာကိုဆွဲချသွားတယ်ဝရန်ကသူ့ကိုဖမ်းမိပြီးတော့ဒီဂျမ်းသစ္စာအောင်မှာတော့ဝန်ခံခဲ့တယ်ရီနာရဲ့ခေါင်းကိုသူကနှစ်ကြိမ်တိုင်ကန်ခဲ့တယ်ရီနာရဲ့ခေါင်းကိုသူကဘောလုံးကန်တယ်လို့ပေါ့နော်သူကကန်ခဲ့ကြတယ်လို့သူကပြောတယ်ခေါင်းကတစ်ပင်နဲ့ထိခိုက်အောင်လုပ်ခဲ့တယ်စဉ်းစားကြည့်လေခေါင်းတစ်ခုတစ်ပင်ဆိုတာအမာတစ်ခုထိခိုက်ရဆိုရင်ဘယ်လောက်တောင်မှအန်ဒီရဲ့ရှိတယ်ပေါ့နော်သူကပြီးတာယူဇနဲ့ထိတာလည်းမဟုတ်ဘူးကန်ကြနေတာဝရန်ကထပ်မံတွက်ဆိုခဲ့တာ Kelly Ella ကဒီလိုမျိုးမူးလဲနေတဲ့ Rena ကို George Waterway ကိုဆွဲခေါ်ပါတယ်Rena ကနိုးလာတဲ့အခါမှာဒီ Kelly ကဒီလေချောင်းကို Kelly chop ဆိုပြီးတော့ထိုးခဲ့တယ်ပြီးတဲ့အခါမှာဒီ Rena ရဲ့ခေါင်းကိုရေရဲ့အောက်မှာဖိထားခဲ့တယ်ဖိထားတာဘယ်ချိန်ဖိထားဆိုRena ကဒီခန္ဓာကိုလှုပ်ရှားမှုရက်တန့်သွားတဲ့အထိကိုဆိုလိုတာကတော့ Rena သေဆုံးသွားတဲ့အထိကိုပေါ့နော်သူဒီ Kelly အဲ့ဒါနှိပ်စက်ခဲ့တယ်ဆိုတာပဲတရားဝင်သေဆုံးခြင်းရဲ့အကြောင်းအရာကရေအောက်မှာအသင်းအကျက်ဖိသက်ခြင်းဖြစ်တယ်ဆရာဝန်တွေကရီနာရဲ့လေချောင်းထဲမှာကျောက်စရစ်18လုံးအောင်တွေ့ခဲ့ရတယ်ကျောက်စရစ်ဆိုတာကတော့ဟိုကြီးကြီးမားမားတော့မဟုတ်ဘူးเนาะဒီတိမွားလေးတွေကဒီနှာခေါင်းပေါက်ထဲကနေဝင်ပြီးတော့လေချောင်းထဲရောက်တယ်ဆိုတာစဉ်းစားကြည့်ဘယ်လောက်တောင်မှနှိပ်စက်ခဲ့လဲဒီရီနာကအသက်ရှင်နေသေးတယ်အသက်ရှင်ပြီးတော့လေရှူဖို့စူးစမ်းနေတဲ့အချိန်မှာဒီရေထဲကိုဒီမျက်နှာချထားတဲ့အတွက်ကြောင့်အပေါ်ကနေပြီးဖိတက်ထားတဲ့အတွက်ကြောင့်ဒီကျောက်စစ်ကလေးကနှာခေါင်းထဲကိုဝင်ပြီးတော့ဒီလေချောင်းထဲဆိုဘယ်လောက်တော့မနာကျင်လိုက်မယ်နော်တော်တော်ကြီးကိုနှိပ်စက်တာအဲ့ဒီအပြင်ကိုဒီအုံနောက်ကလည်းဖောင်းကြွနေတယ်ဖောင်းကြွတဲ့အချိန်မှာဒီခေါင်းကအုံနောက်ရဲ့အခွန်ကတော့ဖောင်းကြွပါတော့ဒီအထဲမှာရှိတဲ့ brain ကဖောင်းကြွနေတဲ့အတွက်ကြောင့်ဒီရေမနစ်တင်ငယ်တဲ့ဒီအသက်အန္တရာယ်ကတော့ရှိနေပြီသားဖြစ်တယ်သူတို့နှစ်ယောက်ထွက်သွားတဲ့အချိန်မှာရီနာသေဆုံးပြီးသားဖြစ်ခဲ့တယ်ဒီနောက်နေ့မနက်နိုဝင်ဘာ15ရက်နေ့မှာရီနာအိမ်ကိုပြန်မလာခဲ့ဘူးအိမ်မှာဖုန်းလည်းမမြည်တာဘူးတကားလည်းမဖွင့်ဘူးရီနာကတော့ပျောက်သွားခဲ့တယ်ရီနာရဲ့မိသားစုကရဲကိုဆက်သွယ်ခဲ့တယ်ဒါပေမဲ့သူတို့ရတဲ့တုတ်ပြန်မှုကအေးဆက်ပြီးတော့လွယ်ကူလို့နေသူမဆယ်ကျော်တက်ပဲမကြခင်ပြန်လာမှာပါတငယ်ချင်းတွေနဲ့ဟိုလျှောက်သွားဒီလျှောက်သွားထွက်သွားနိုင်တယ်လားဖြစ်နေတယ်တောက်ဆုံးမှုကအန်တရမဟုတ်ဘူးလို့သူတို့ဆက်ဆံခဲ့ကြတယ်အဲ့ဒီအချိန်မှာအမှန်တရားကရေအောက်မှာတိတ်လေးစောင့်နေပြီးသားဖြစ်ခဲ့တယ်ကောလာဟာလာတွေကစတင်ပြီးတော့ပောက်ခွာလာတယ်ကျောင်းရဲ့ဇင်းကြံတွေလမ်းမတွေမှာ
ဒီလူငယ်အုပ်စုတွေကြားမှာစကားတွေကစတင်ပြီးတော့လဲပတ်လာတယ်တရားအောက်မှာတခုခုဖြစ်ခဲ့တယ်ဟုတ်တယ်ငါတို့ဝီနာကိုတွေ့ခဲ့တယ်ဒါဟုလူတချို့ကလည်းသိထားတယ်ဆရာဆမတွေကလည်းဒီရူမာကိုကြားခဲ့တယ်ဒါပေမဲ့ဘဒူးမှသွားပြီးတော့သက်ဆိုင်ရာကိုတိုက်ရိုက်မပြောခဲ့ဘူးကြောက်ရွံ့မှုတစ္ဆာမှားခြင်းအုပ်စုဖိအားအားလုံးဟာတိတ်ဆိတ်မှုကိုဒါရွေးခဲ့ကြတယ်အဲ့ဒါနဲ့ပဲတပတ်အကြာနိုဝင်ဘာလ22ရက်နေ့8ရက်မြောက်တဲ့နေ့ပါပေါ့နော်ဒီ George Waterway မှာလူတရားကိုရေပေါ်မှာလွင့်နေတဲ့အရာတခုကိုတွေ့လိုက်တယ်ပထမအဆုံးကတော့ဒါကြီးကတော့တစ်သားကြီးဖြစ်နေတယ်ပေါ့နော်နောက်ပိုင်းကျမှဒါလူခန္ဓာကိုဖြစ်လာပြီဆိုတော့သိလာခဲ့တယ်ရဲတွေကရောက်လာခဲ့တယ်ရေတဲကထုတ်လာတဲ့အခါမှာမေးခွန်းကမလို့တော့ဘူးဒါဘူးလဲဆိုတော့သူတို့သိနေပြီလားဝီနာဗက်ဒီတည်င်းကမြို့သူတို့နေထိုင်တဲ့မြို့တစ်မြို့လုံးတိတ်တိတ်လေးပြီးတော့လွင့်ပြန်သွားတယ်မိသားစုအတွက်ကတော့အချိန်ကရက်တက်သွားတယ်သူမကိုရှာနေတဲ့စိတ်ကအခုတော့သူမကိုဆုံးရှုံးခဲ့ရတဲ့နာကျင်မှုကိုဖြစ်သွားခဲ့တယ်လူတော်တော်များများကမေးခွန်းတစ်ခုတည်းကိုစဉ်းစားနေခဲ့တယ်ဒီလိုအဖြစ်ပြက်ကိုလူများကြားမှာဘယ်လိုမျိုးဖြစ်လာခဲ့တာလဲရဲတွေကအခုမှဒီအမှုကိုအလေးနဲ့ထားလာခဲ့တယ်တပ်သေးခံချက်တွေကလည်းမကိုက်ညီခဲ့ဘူးလူငယ်တွေကတယောက်နဲ့တယောက်မတူညီတဲ့ဇလန်းတွေကိုပြောခဲ့တယ်ဒါပေမဲ့နာမည်တချို့ကတော့ထက်ကထွက်ပေါ်လာခဲ့တယ်နောက်ဆုံးသူတို့ရခဲ့တဲ့နာမည်တွေကမိန်းကလေး6ယောက်ရဲ့နာမည်ဖြစ်လာတယ်ဒါအများပြည်သူရှေ့မှာသူတို့ကထွက်လာခဲ့တယ်သူတို့ကိုနောက်ပိုင်းမှာ Shoreline 6လို့ခေါ်ကြတယ်သူတို့ကလူတက်မှုကိုယ်တိုင်တော့မလုပ်ခဲ့ဘူးဒါပေမဲ့လူတက်မှုကိုအစပြုတဲ့သူတွေကြည်နေတဲ့သူတွေရက်တက်နိုင်ခဲ့ပေမဲ့မလုပ်ခဲ့တဲ့သူတွေဖြစ်ခဲ့ကြတယ်တချို့ကမျက်စိရှေ့မှာဖြစ်တာကိုအိမ်ပြန်ပြီးတော့မေ့ခဲ့ကြမယ်တချို့ကတော့မေ့လို့မရခဲ့ကြဘူးစုံစမ်းမှုတွေကနှက်ဆိုင်လာတဲ့အခါမှာနာမည်နှစ်ခုကအခြားသူတွေထက်ပေါ်ပေါက်လာတယ်အဲ့နာမည်နှစ်ခုက Kelly Ella နဲ့ Wellen Glosky ဖြစ်တယ်သူတို့နှစ်ယောက်ကနောက်ဆုံးချိန်ဒီရီနာနဲ့အတူရှိနေခဲ့တဲ့လူတွေထွက်ဆိုချက်တွေကတစ်ခုနဲ့တစ်ခုမတူခဲ့ဘူးတာဝန်လွှဲချင်မှုကိုကာကွယ်မှုကြောက်ရွံ့မှုအားလုံးတွေကရောနှောနေတယ်ဒါပေမဲ့တက်တီတွေကတော့သူတို့ကိုနောက်ပြန်လှုပ်ခဲ့ဘူးအမှုကမတော်တဆရန်ဖြစ်မှုမဟုတ်ခဲ့ဘူးဒါဟာအုပ်စုဖိအားအာနာလိုမှုလူတစ်ယောက်ကိုလူမဟုတ်သလိုဆက်ဆက်နိုင်တဲ့ယုံကြည်ချက်တွေကြောင့်ဖြစ်ပေါ်လာခဲ့တယ်လူတက်မှုဖြစ်ခဲ့တယ်ရီနာရဲ့အမှားမရှိဘူးလားဆိုတော့အမှားရှိခဲ့တယ်ဘာအမှားလဲပါဝင်ခြင်းခဲ့တာနော်အခုတော့ Shoreline စစ်တွေကဘာလို့လဲလို့ပြောရရင်သူတို့တွေက Nicole Cook 1983ခုနှစ်မှာမွေးဖွားခဲ့တယ်အဲ့ဒီအမှုဖြစ်တဲ့အချိန်မှာသူကအသက်14နှစ်ပဲရှိခဲ့တယ် Missy Plutch သူက1982ခုနှစ်မှာမွေးဖွားခဲ့တယ်အမှုဖြစ်တဲ့အချိန်မှာအသက်က15နှစ် Shea Shin သူက1982ခုနှစ်မှာမွေးခဲ့တယ်အမှုဖြစ်တဲ့အချိန်မှာအသက်က15နှစ် Courtney Keith 1982ခုနှစ်မှာမွေးခဲ့တယ်အမှုဖြစ်ခဲ့တဲ့အချိန်မှာအသက်က16နှစ်Gaze on သူက1982ခုနှစ်မှာမွေးခဲ့တယ်အမှုဖြစ်တဲ့အချိန်မှာအသက်က15နှစ် Nicole Patterson သူက1983ခုနှစ်မှာမွေးတယ်အမှုဖြစ်ခဲ့တဲ့အချိန်မှာသူကအသက်က14နှစ်ပဲဖြစ်တယ်ဒီ Rena ရဲ့အဖြစ်ဖြစ်မတိုင်ခင်အနှစ်ကတော့တစ်နှစ်တည်းမှာပဲဒါပေမဲ့လကတော့မတူခဲ့ဘူးနှစ်က1998ခုနှစ်ဩဂုတ်လမှာGail Ons, Courtney Kidd နဲ့ Kelly Allard သူတို့တွေကကောင်မလေးတစ်ယောက်
အဲ့ကောင်မလေးကအသက်နဲ့15နှစ်ပဲရှိသေးတယ်စကားပြောဆိုပြီးတော့သူလှည့်စားခဲ့ကြတယ်ဒီ shoreline ရဲ့ကြောင်းနောက်ကိုခေါ်ပြီးတော့သူ့ကိုရိုက်နှက်ခဲ့ကြတယ်ဒီကောင်မလေးရဲ့သပင်ကိုမီးရှို့တယ်ဓာတ်နဲ့ဖြတ်ခဲ့တယ်နောက်ပြီးတော့ဘာပြောခဲ့လဲဆိုဒီကောင်မလေးကိုနေကြောင်းကနေထပ်သွားဆိုပြီးတော့သူ့ကိုချင်းချောက်ခဲ့တယ်အဲ့ဒီကောင်မလေးကသူတို့ရဲ့ပေါ့နော်လှုပ်ဝက်ချက်တွေကိုဖော်ထုတ်ခဲ့တယ်ဆိုပြီးတော့သူတို့ကဒါကိုသူတို့မျိုးလုပ်ခဲ့တာဒါပေမဲ့ကောင်မလေးကတော့အသက်ရှင်ခဲ့တယ်သူ့ကိုဒီလိုမျိုးလုပ်ခဲ့တဲ့အတွက်ကြောင့်ကောင်မလေးကဆေးရုံတက်ခဲ့ရတယ်သူ့ကိုချင်းချောက်ခဲ့တာကိုသူကရဲကိုသူကမပြောခဲ့ဘူးချင်းချောက်ခံရတဲ့အရန်ကြောက်ရွံ့ပြီးတော့ကြောင်းဝါနေပြီးတော့ထွက်သွားခဲ့တယ်တိုက်ခိုက်ခံရပြီးနောက်ဒီ Kelly ကစပင်းကိုမီးရှို့နေတဲ့ကောင်မလေးကိုဓာတ်ပုံကိုဆွဲခဲ့တယ်အဲ့ဒီဓာတ်ပုံဆွဲပြီးတော့ဒီခေါင်းစဉ်မှာသူပါခဲ့တာစစ်ဆိုပြီးတော့သူကရေးခဲ့တယ်ဒါကိုဘယ်သူကတွေ့ရှိခဲ့တယ်ဆိုတော့ဒီကျောင်းဆရာမဒီကျောင်းတက်နေတဲ့အချိန်မှာစာမလုပ်ဘူးတခြားຢာကိုစိတ်ဝင်စားဆိုပဲစာအုပ်ကိုဆွဲပြီးတော့ကြည့်တဲ့အချိန်မှာဒါတွေ့ခဲ့တာပေါ့နော်ရီနာရဲ့အဖြစ်ပြမတိုင်ခင်မှာအဲ့တစ်နှစ်တည်းမှာပဲ Kelly အလားအသက်73နှစ်ပေါ့နော်သူအဲ့အချိန်မှာသူအတန်းက8တန်းပဲရှိနေတယ်ဒီချက်ပြုတ်ရေးတင်ငန်းထဲမှာသူ့ရဲ့အရန်တငယ်ချင်းရင်းနှီးတယ်ဂေးအောင်နဲ့ဆိုရန်ဖြစ်ခဲ့တယ်နောက်ဆုံးမှာ Kelly ကသူ့ရဲ့ဒေါတာတွေကအရန်သူကွဲထွက်လာပြီးတော့ဒီချက်ပြုတ်နေတယ်ဆိုတော့ဓာတ်ဆိုတာပေါ့နော်အဲ့ဒီအချိန်မှာတိုင်ဝင်ရှိတယ်အဲ့ဒီအချိန်မှာအဲ့ဒီဓာတ်ကိုသူကဆွဲပြီးတော့ဒီ Sorry not Kelly ဟုတ်တယ် Kelly ကဓာတ်ကိုဆွဲတယ်ဆွဲပြီးတော့ဒီဂေးရဲ့လေချောင်းကိုထိုးတာတော့မထိုးသေးဘူးเนาะဒီမျိုးထိုးလို့တာပေါ့နော်အဲ့အချိန်မှာအတန်းထဲမှာရှိတဲ့တငယ်ချင်းတွေဆရာမတွေရှိမှဖြစ်ကြရရင် short ဖြစ်သွားတာပေါ့နော်အဲ့မှာဒီဆရာမကဂေးကိုပေါ့ဂေးရှိတဖြည်းဖြည်းသွားတယ်သွားပြီး Kelly ကိုဓာတ်ချအောင်လို့ပြောဆိုခဲ့တယ်အဲ့လိုမျိုးပြောခဲ့တဲ့အတွက်ကြောင့် Kelly ကသူ့ရဲ့ဓာတ်ကိုပစ်ချခဲ့တယ်ပစ်ပြီးတော့အခန်းထဲကနေထွက်ပြေးသွားခဲ့တာပေါ့နော်ဂေးကတော့ဒဏ်ရာအဲ့လိုမရခဲ့ဘူးသူကိုယ်တိုင်ခံစားခဲ့ရတဲ့အတွက်ကြောင့်သူကတော့ shock ကတော့ဖြစ်ခဲ့မှာပဲတခြားလူတွေတောင် shock ဖြစ်သေးတာပဲเนาะအကောင်းကြီးကနေပေါ့နော်ထပြီးရဖြစ်တယ်ဆိုတော့ဘယ်သူမှဆို shock ဖြစ်မှာပဲသူကိုယ်တိုင်ခံစားခဲ့ရတဲ့အတွက်ကြောင့်သူတော့ပို့ပြီးတော့ shock ဖြစ်မှာပဲလေနောက်တစ်ဖြစ်တဲ့ရှီးရရှင်ကကြတော့သူကအလုံးကောင်းတယ်ခိုင်ခန့်တယ်ကြမ်းတဲ့မင်းကလေးတို့လူတီးတွေများတယ်။ तू က kiss boxer ဆော့တယ်။ဘယ်သူနဲ့မဆို तू ကလွယ်လွယ်တကူ तू ကရန်ဖြစ်တယ်။ဒါပေမဲ့ရှီးရကရီနာရဲ့တိုက်ခိုက်မှုကိုရပ်တန့်စေခဲ့တဲ့တယောက်ပဲ။ပြီးတော့ तू နောက်ပိုင်းမှာရီနာရဲ့မိသားစုကိုလည်းအရင်ဆုံးတောင်းပန်ခဲ့တဲ့တယောက်ဖြစ်တယ်။ဘလို့ तू ကတောင်းပန်လဲဆိုတော့ဒီတရားရုံးအပြီးပေါ့နော်1998ခုနှစ်တရားရုံးအပြီးမှာရီနာရဲ့မိဘတွေကိုသူကစာရေးခဲ့တယ်အဲ့ဒီပြီးတော့တရားရုံးရဲ့ရင်ခွင်မှာလည်းသူကထွက်ဆိုခဲ့တယ်ဘယ်လိုထွက်ဆိုခဲ့လဲဆိုတော့ဒီအဖြစ်အပျက်တွေကိုဖြစ်သွားခဲ့တဲ့အချိန်မှာသူတို့တွေကအရက်ကိုတောက်ထားခဲ့တဲ့အတွက်ကြောင့်ဒီအရက်ကလည်းတစ်စိတ်တစ်ပိုင်းတနေရာမှာအဖြစ်ခဲ့တယ်သူကဆိုခဲ့တယ်ဒီရှစ်အောင်လုံးပေါ့နော်ဒီ shoreline စစ်ရဲ့ဒီခေလာ2ယောက်ဆိုရှစ်အောင်လုံးဒီရှစ်အောင်လုံးကအဲ့ဒီအချိန်မှာအရက်မူးနေခဲ့ကြတယ်လို့သူကထွက်ဆိုခဲ့တယ်ရှီရှင်ကထောင်ကနေပြီးတော့နည်းနည်းတော့သူကစောပြီးတော့ထွက်ခဲ့တယ်ဘာဖြစ်လို့ထွက်ခဲ့တာဆိုတော့သူကဒီထောင်ကစောထွက်သူကကောင်းတဲ့နီးလန်းနေတော့ပြောင်းလာခဲ့တယ်သူအမျိုးမျိုးသူက program တွေတက်ခဲ့တယ်အဲ့ဒါအတွက်ကြောင့်သူကထောင်ကနေပြီးတော့သူတော့စောပြီးတော့ထွက်ခဲ့တယ်ဆူမန်ဗစ်ကတော့ရီနာရဲ့အမိပေါ့နော်အဲ့ဒီညချီရင်ကရီနာကိုမကယ်ခဲ့ဘူး ambulance ကိုမခေါ်ခဲ့ဘူးရက်ခံရပြီးတဲ့အချိန်မှာအိမ်ကိုပြန်လို့မကူခဲ့ဘူးဆိုတော့အဖြစ်တော်သူကတော့တင်ခဲ့တယ်အဲ့ဖြစ်တင်ခဲ့တယ်ဒါပေမဲ့သူကခွင့်လွှတ်ခဲ့တယ် Gail Ons ကကြတော့တိုက်ခဲ့တဲ့အချိန်မှာရီနာထွက်ပြေးလို့ပြမှုပြေးတဲ့အချိန်မှာရီနာကိုသူက
ခြေလေးထိုးလိုက်အတွက်ကြောင့်ရီနာကအပေါ်တက်ပြီးထင်တယ်ဖတ်မပြေးတယ်ပဲရီနာချော်လိုက်ခဲ့တယ် yes မာသားအကြတော့ဒီသမီးကဒီရာဆွတ်မှုမှာပါဝင်နေခဲ့တယ်ဆိုတော့အရန်ကိုသူက short ဖြစ်ခဲ့တယ်တရားရုံးမှာသူ့သမီးသူပြန်ပြောတဲ့အချိန်မှာသူအရန်ကိုသူကစိတ်လှုပ်ရှားလာတယ်တဲ့gays ကိုယ်တိုင်ကလည်းတရားခွင်မှာငိုခဲ့တယ်ထောင်ကထွက်ပြီးတဲ့နောက်မှာ gays မှာကျမ်းမာရေးပြဿနာကြီးကြီးမားမားတွေစခဲ့တယ်2001ခုနှစ်မှာသူ့ရဲ့နှလုံးကချို့ရင်းလာမှုနဲ့တည်ခဲ့တယ်အဲ့တည်ဆုံးတဲ့အချိန်မှာသူကအသက်က19နှစ်ပဲပေါ့နော်ရှိခဲ့တယ်သူ့ရဲ့တက်တွေကိုသူတို့ထိတ်နေပေါ့နော်ယူခဲ့တယ်ပြီးရင်နောက်ပိုင်းမှာဒီ Kelly ရဲ့ဒီတရားစီရင်ခွင့်မှာသူတို့တွေကဖွင့်ပြခဲ့တယ် Gays on နဲ့ Courtney Keith ကကြတော့ငယ်ငယ်လေးအကောင်းဆုံးတငယ်ချင်းတွေဖြစ်ခဲ့တယ်ထောင်ကထွက်ပြီးတဲ့နောက်မှာ Gays on ကသူတေကန်လေးမှာ fast food စားတော့ဆိုင်မှာအလုပ်လုပ်ခဲ့တယ် Courtney Keith ကကြတော့ဒီတိုက်ခိုက်ပြီးတဲ့အချိန်မှာ Rina ရဲ့အိတ်ကိုရေထဲကိုပစ်ခဲ့တယ် Courtney ကသူ့ရဲ့ငယ်ဘဝနဲ့ကြမ်းတမ်းတယ်သူ့အသက်6နှစ်မှာသူ့ရဲ့အမေကသူ့ရဲ့အဖေကိုတက်ခဲ့တာကိုသူကိုယ်တိုင်မြင်ခဲ့တယ်အဲ့ဒီမြင်ခဲ့တဲ့အတွက်ကြောင့် Courtney ကနောက်ပိုင်းမှာ PTSD ဆိုတဲ့ယောဂါကိုသူကခံစားခဲ့ရတယ်အဲ့ဒါအပြင်ကိုသူ့ရဲ့အမေကသူ့ကိုပြန်ပေးဆွဲခဲ့တယ်သူ့ကိုမူရည်စေးဝါးတွေကိုပေးပြီးတော့ဒီအိမ်ရဲ့ဂူတာအောက်မှာသူ့ကိုပွက်ထားခဲ့တယ်သူပျောက်ဆုံးသွားပြီး3ရက်အကြာမှာရဲတွေကလိုက်လံရှာဖွေခဲ့လို့တွေ့ရှိခဲ့တယ်အဲ့နောက်ပိုင်းမှာ Courtney ကိုသူ့ရဲ့အတော်မွေးစားခဲ့တယ် Courtney ကစိတ်ကပုံမှန်မဟုတ်ဘူးဒီအဖြစ်အပျက်တွေဖြစ်ခဲ့တဲ့အတွက်ကြောင့်အဲ့ဒီအတွက်ကြောင့်သူကသူ့ကိုယ်သူကတည်ခဲ့ဖို့ပဲသူအမြဲတမ်းသူကစ조사နေတဲ့ကလေးမတယောက်ပေါ့နော် Courtney ကသူရာဆွတ်မှုမှာပါခဲ့တဲ့အတွက်ကြောင့်သူ့ရဲ့အခန်းကဏ္ဍကိုသူကအယမ်းမဲ့သူကစိတ်မကောင်းခဲ့ဘူးတရားခွင်မှာလည်းသူကငိုကြွေးခဲ့တယ် Nicole နဲ့ Missy ကကြတော့ Rina ရဲ့လှုပ်ကြံခဲ့မှုတွေမတိုင်ခင်မှာတရားရေးပြဿနာတချို့ကိုရှိခဲ့ကြတယ်ဒီကောင်မလေးတွေကကားခိုးတယ်ဆိုင်ကအဝတ်စားတွေကိုခိုးတယ်ပြီးရင်ဆိုင်မှာပေါ့နော်ကန်ဒီဘာညာကွကသူအကုန်လုံးသူကခိုးတဲ့လူတွေပေါ့နော်ခိုးတဲ့နေရာမှာသူတို့နှစ်ယောက်ကကျွမ်းတယ်လို့သူကပြောလို့ရတယ်တခါလုံးကလည်း Rina ရဲ့အိမ်ကိုသူတို့လာဖို့ပြောခဲ့တယ်အဲ့ဒီအချိန်မှာ Rina ရဲ့အမေဖြစ်တဲ့စူမန်ရဲ့ယေဒနာတွေကိုခိုးခဲ့တယ်ပြီးတော့ Magic ရဲ့ဗီဒီယိုမှတ်တမ်းဆက်ကိုလည်းသူတို့ကခိုးခဲ့ကြတယ်Rina က group home မှာသွားနေတဲ့အချိန်မှာကြတယ် Rina ရဲ့အဝတ်စားတွေခိုးတယ်ဒီသပင်60ကိုခိုးတယ်ဒါကိုကြည့်ချင်းအဖြစ်ဒီ Nicole နဲ့ Missy ကလည်းသူတို့ရဲ့ background ကလည်းကောင်းကောင်းမွန်ကြီးပြင်းလာတဲ့ background မဟုတ်ဘူးဇာရိတာကလည်းပြက်ပြားနေတယ်ဆိုတာအရန်ကိုတိတာလုံးလာတယ်ပေါ့နော်တရားခွင်မှာလည်းဒီ Missy နဲ့ Nicole ကဘလောက်တောင်မှသူတို့ရဲ့စိတ်တက်ကပါနော်ကြမ်းကြုတ်ပြီးခိုင်နေဆိုရင်ကျန်တဲ့ဒီ6ယောက်မှာ4ယောက်ကငိုတယ်သူတို့2ယောက်တည်းလုံးဝမငိုခဲ့ဘူးတီတီငိမ့်ငိမ့်ပဲဒီဆိုးရမှုတွေရဲ့ဒီပြီးခဲ့ပြီး10နှစ်နောက်ပိုင်းမှာပါနော်ဒီ Nicole နဲ့ Missy ကိုသတင်းဌာနတစ်ခုကနေပြီးတော့အင်တာဗျူးခဲ့ကြတယ်သူတို့ရဲ့ပါဝင်လှုပ်ဆော်ခဲ့တဲ့အခန်းကဏ္ဍကိုအသေးစိတ်ကိုမေးခဲ့တယ်သူတို့ကလည်းဖြေခဲ့တယ် Missy ကနောက်ပိုင်းမှာသူ့ရဲ့အခန်းကဏ္ဍကိုနောင်တရခဲ့ကြောင်းဒီအင်တာဗျူးမှာဖြေခဲ့တယ်အင်တာဗျူးမှာငိုခဲ့တယ်ပြီးတော့ဒီ Missy ကသူဘာပြောခဲ့ဆိုသူတို့ဒီ Shoreline 6ကိုပေါ့နော်Shoreline 6ကိုသူတို့အမှု
ဇူလိုင်စစ်အမှုပြီးတော့သူထောင်ချခဲ့ပေါ့နော်ထောင်ချခဲ့တဲ့အချိန်မှာသူတို့ထောင်ချတဲ့တက်တန်အရန်နေတယ်လို့သူကဝန်ခံခဲ့တယ်ကော့နီနဲ့ဂေးကတရက်ခွင်မှာခဲလီကိုစန့်ကျင်ပြီးတော့တက်သေးတွေပြောခဲ့တယ်သူတို့ရဲ့ဒီအဖွဲ့ထဲမှာဒီကော့နီကအရန်ကိုရက်ဆက်တဲ့ကောင်မလေးတယောက်ဖြစ်တယ်လောက်ကြံမှုအကြောင်းတွေကိုပြောခဲ့တာတွေကိုအတိပြုခဲ့တယ်တငယ်ချင်းနဲ့စိတ်ပြတ်ခဲ့တဲ့မတိုင်ခင်မှာနီကိုကခဲလီကိုကာကွယ်ခဲ့တယ်ဒီခဲလီကိုစန့်ကျင်တဲ့တပ်သေးတွေကိုမပြခဲ့ဘူးထောင်ကနေထွက်ပြီးတဲ့အချိန်မှာနီကိုကကနေဒါမှာသူကမနေခဲ့မိတော့ US ကိုသူကပြောင်းလာခဲ့တယ် US မှာသူကဘာအလုပ်လုပ်ခဲ့လဲ stripper အလုပ်ကိုသူကလုပ်ခဲ့တယ်ဒါမဲ့ဒီနောက်ဆုံးကြားသိခဲ့ရတော့သူကကနေဒါကိုတော့သူကအခုပြန်နေတယ်လို့တော့ကြားသိခဲ့တယ် Kelly Ellis ကသူ့ကို1982ခုနှစ်အဲ့ဒီအချိန်မှာတော့သူအသက်15နှစ် Warren Sklosky ကတော့1982ခုမှမွေးအဲ့အမှုဖြစ်တဲ့အချိန်မှာသူအသက်16နှစ်ပဲရှိတယ် Warren Sklosky ရဲ့မိသားစုရဲ့နောက်ခံက Alberta မှာသူ့ကိုမွေးခဲ့တယ်ဒီငယ်ဘဝမှာတော့သူကဒီကနေဒါနိုင်ငံကိုကနေဒါနိုင်ငံမှာသူကပေါ့နော်ဟိုအိမ်မှာဟိုမြို့မှာနေလိုက်ဒီမြို့မှာနေလိုက်ဟိုအိမ်မှာနေမှနေအဲ့လိုမျိုးလှက်ပက်ခဲ့တယ်မိဘနှစ်ပါးသူ့ကိုအတူတူမွေးခဲ့ကြတယ်ဒါပေမဲ့သူ့အမေကအရက်ဆွဲခဲ့တယ်အရွယ်ဆဲခဲ့တဲ့အတွက်ကြောင့်သူတို့ရဲ့ဘဝပေါ့နော်သူ့သားဝယ်ရန်နဲ့သူ့အဖေရဲ့ဘဝတွေကနေထွက်ပြီးတော့ဒီအရက်သမားလုံးလုံးဘဝကိုသူ့မိကဖက်နေသွားတယ်ဝယ်ရန်ကအသက်15နှစ်မှာစန်းနေနာမှာဒီ trailer တစ်ခုထဲမှာသူတယောက်တည်းနေခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အဖေက US ကိုရွှေ့ပြောင်းခဲ့လို့ပဲ။တရားခွင်နဲ့ပြည်ထမှာဝရန်ကိုဒုတိယအဆင့်လောက်ကျန်မှုနဲ့ဆွဲချက်တင်ခဲ့တယ်။1996ခုနှစ်မှာသူအပြစ်ရှိခဲ့တယ်။သူတက်ရှည်ထောင်ချခဲ့တယ်။ Rose အတွက်တော့သူ့မှာအခွင့်အရေးရှိခဲ့တယ်။အနည်းဆုံးတော့သူက9နှစ်တော့ထောင်ချသူ့ကိုဒီရီနာရဲ့အမေနဲ့အဖေနဲ့ကခွင့်လွှတ်ခဲ့ကြတယ်။သူကထောင်ထဲမှာသူမီတစ်အမွေကိုသူကရှာတွေ့ခဲ့တယ်။မူလလူကုသမှုစဝိုင်းတွေမှာပါဝင်ခဲ့တယ်။အဲ့ဒီလမ်းကသူ့ကိုရီနာရဲ့မိဘတွေနဲ့တွေ့ကျင်တယ်လို့တောင်းခဲ့တယ်။ပြန်လဲတရားမျှတမှု program နဲ့တစင်ပထမတွေ့မှုက church မြေအောင်မှာဖြစ်ခဲ့တယ်။ Warren ကဒီရီနာမိဘတွေဖြစ်တဲ့ဆူနာဗစ်နဲ့မန်ချဗစ်ရဲ့ရှေ့မှာညနေချင်းဆိုင်ပါနော်သူထိုင်ခဲ့တယ်ရီနာရဲ့နောက်ဆုံးအချိန်တွေကိုမိကုန်းတွေကိုသူကဖြေခဲ့တယ်သူအရန်ရှက်တယ်လို့လည်းသူကဖော်ပြခဲ့တယ်ဘာဖြစ်ဆိုတော့သူဘလောက်တောင်ရှက်လဲဆိုတော့သူကြောက်ခဲတွေအောင်သူသွားကျင်တယ်သူကဖြေစုခဲ့တယ်ဆိုတော့သူအသက်ဆက်ပြီးတော့မရှင်ကျင်တော့ဘူးပေါ့နော်အဲ့ဒီ section တွေမှာVIX က Rina ရဲ့မှတ်ဉာဏ်တွေကိုဆိုတော့ Rina အကြောင်းကိုသူတို့ကမျှခဲ့တယ် Warren ကိုသူဖြက်စီးခဲ့တယ်ပေါ့နော်ရုပ်ဝတ္ထုမှုလူတယောက်အနေနဲ့သူကမြင်စေခဲ့တယ်ဒီ session တွေအများစုကမျက်ရည်တွေနဲ့ပဲဆုံးရှုံးခဲ့တယ်တခါတွေ့မှုမှာ VIX နဲ့ Warren ကဝေဖက်ခဲ့ကြတယ်ဆူမန်ဗစ်ကတရားဝင်လုပ်ငန်းကတရားရေးအပေါ်မှာအာရုံစိုက်ခဲ့တယ်လို့ပြောခဲ့တယ်ဒါပေမဲ့ပြန်လဲတရားမျှတမှုကသူ့နှလုံးအပေါ်မှာအလေးချိန်ရှိတဲ့ဒေါသကိုနောက်ဆုံးလွတ်ခဲ့တယ်Viz က Warren ကိုခွင့်လွှတ်ခဲ့ကြတယ်သူလှုပ်ဆောင်မှုကိုခွင့်လွှတ်ခြင်းတော့မဟုတ်ဘူးသူတို့ကိုယ်တိုင်ရှေ့ဆက်ခြင်းတော့ပဲသူတို့က Warren ကို2000ခုမှာ parole ကိုထောက်ခံခဲ့ကြတယ်ဒီ vote ရဲ့ဆုံးဖြတ်ချက်ကိုလက်ခံခဲ့ပြီးတော့ Warren ကိုလက်ဆွဲနှုတ်ဆက်ခဲ့ကြတယ် Warren က Rina ရဲ့လှုပ်ချန်ခဲ့တဲ့လူတွေထဲမှာပြန်လဲတရားမျှတမှုလုပ်ငန်းကိုအပြည့်အဝပြီးခဲ့တဲ့တယောက်တည်းသောလူပဲဖြစ်တယ် Rina ရဲ့မိဘတွေက Warren ကိုခွင့်လွှတ်ခဲ့ကြတယ်
သူက Pros ကို Day Pro အနေနဲ့2009မှာရခဲ့တယ်အဲ့တော့သူနိုင်ကြရင်တော့ပြန်ပြီးတော့ထောင်ထဲပြန်လာပါတော့ဒီအပြည့်အဝ Pro ကို2010မှာရရှိခဲ့တယ်ဒီအခုသူ့လူဖွဲ့အစည်းမှာ Pros ကြီးကြပ်မှုအောက်မှာနေခဲ့တယ်အလုံးနဲ့ပညာလေးမှာပါဝင်ခဲ့တယ်သူ့အတွေ့အကြုံကိုတခြားသောသူတွေကိုသူကတတိပေးတယ်မျှဝေခဲ့တယ်နောက်ပိုင်းအစီရင်ခံစာတွေမှာသူကထောင်ထဲကိုသူကပြန်ဝင်ခဲ့တယ်သူအခုလက်ရှိမှာသူကကနေဒီယန်လူလူကြားတယ်မှာသူကပြန်ပြီးတော့သူကနေထိုင်နေတယ်ပေါ့နော် Kelly Ella သူ့ကိုတော့အခုချိန်မှာတော့ Kelly Singh လို့သူ့ကိုလူသိခဲ့တယ်သူက Victoria British Columbia မှာတည်ငြိမ်တဲ့အလဲတန်းမိသားစုကနောက်ခံကနေလာတယ်သူ့မိသားစုတွေကမိဘက Lauren Eros နဲ့ Susan Eros ဒီခုအချိန်မှာတော့သူ့မိက Susan Pagos ဖြစ်တယ်သူ့ရဲ့ငယ်ဘဝမှာသူ့မိဘတို့ကကွာရှင်းခဲ့ကြတယ်သူ့အဖေကတည်ငြိမ်တဲ့အလဲတန်းငွေရေးကြေးရေးနောက်ခံရှိတယ်အရန်ချမ်းသာတော့မဟုတ်ဘူးသူတရားခွင်တလျှောက်မှာသူ့သမီးကိုဘေးနားကနေထောက်ခံခဲ့လို့ဖြစ်ခဲ့တယ်ခဏခဏတရားရုံးကိုလိုက်ခဲ့တယ်တပုံနေတယ်သူ့အမေရဲ့ husband က George Pagos အရင်တော့ကသူက professional ဘောလုံးကစားသမားတစ်ယောက်ဖြစ်တယ်1986ခုမှာကနေဒါရဲ့ကမ္ဘာဖလားဘောလုံးပြိုင်မှာသူကကိုစားငွေကြေးအဆင့်ကကြတော့ Ryan ရဲ့ဆင်းရဲမှုနဲ့မတူညီခဲ့ဘူး Kelly ရဲ့မိသားစုကဒီ10နှစ်နီးနီးဒီတရားခွင်မှာဒီ Kelly ကိုကူညီခဲ့တယ်ပြီးတော့နာမည်ကြီးတဲ့ရှေ့နေတွေကိုလည်းငှားရမ်း Kelly ရဲ့ငယ်ဘဝအင်းကတော့ပုံမှန်ပဲကောင်းကောင်းမွန်မွန်လို့ဖော်ပြခဲ့တယ်ဒီတခြားသောမိန်းကလေးတွေတို့ငယ်ဘဝမှာလည်းဘာဒဏ်ရာမှမရှိဘူးဒီ group home မှာလည်းတစ်ခါမှတော့မနေခဲ့ဘူးသူ့ရဲ့အမေဆူဇန်က City Hall မှာလုပ်ခဲ့တယ်တရားခွင်တစ်လျှောက်မှာသူ့သမီးရဲ့အတန်ကိုထောက်ခံခဲ့သူဖြစ်တယ်ပြည်သူရဲ့စစ်ဆေးမှုကိုမိသားစုတွေရှင်နေတဲ့ငရဲလို့သူကဖော်ပြခဲ့တယ်အဲ့ဒီတည်ငြိမ်တဲ့နောက်ခံတွေမှာရှိတဲ့ Alice ကလောက်ကျန်တဲ့အကျန်းဖတ်ဇလန်းတွေကိုအရန်ကြိုက်တယ်ဒီ serious လောက်ကျန်သမားတွေကိုသူကအရန်ကိုသူကကြိုက်ခဲ့တယ်သူတရားခွင်ထဲမှာထောင်ထဲမှာနေချိန်မှာသူကရန်စတယ်ညှဉ်းပန်းတယ်လို့သူကတော့အခုသူဘယ်မှာရှိနေလဲဆိုရင် Kelly ကဒီ Day Pros ကိုသူက2019မှာသူကရရှိခဲ့တယ်နေ့ဘက်မှာအပြင်မှာနေတယ်ညဘက်မှာသူကထောင်ထဲမှာပြန်နေရတယ်2025မှာသူ့ရဲ့ဒီ Day Pros ကိုဖောက်ပြတ်ခဲ့တယ်ဆိုတယ်ဖောက်ပြတ်ခဲ့တဲ့တစ်ခုတည်းမှာဒီမူရစ်ဆေးတွေပေါ့နော်သုံးဆွဲခဲ့တယ်ဆိုပြီးတော့သူ့ကိုဒီ Day Pro မှာပိတ်ပင်ခဲ့ပြီးတော့ထောင်ထဲကိုသူကပြန်နေခဲ့တယ်ဒီ Pro ရခဲ့တဲ့သူအချိန်မှာသူက follow image ဆိုလိုတာကတော့ဒီထောင်ထဲမှာကြာနေတဲ့နောက်ထပ်ထောင်သားတစ်ယောက်နဲ့ညှိစွမ်းခဲ့ပြီးတော့ကလေး2ယောက်ရခဲ့တယ်ကြီးကြပ်မှုလူဖွဲ့အောက်မှာတော့နေခဲ့တယ်ဒါပေမဲ့သူနောက်ဆုံးမှာတော့သူ့ရဲ့ pro ကိုဆုံးရှုံးခဲ့တယ်နောက်ထပ် pro တွေရဖို့သူကစောင့်နေတယ်ရီနာတေဆုံးပြီးတဲ့နောက်မှာတိတ်ဆိတ်မှုကတော့မထိန်နိုင်ဘူးဒီစုံစမ်းမှုကတော့နတ်ဆိုင်တာအများလူငယ်တွေကတယောက်ပြီးတယောက်ခေါ်ယူပြီးတော့စစ်ဆေးခံရတယ်တချို့တွေကမျက်ရည်ကျတယ်တချို့တွေကဒီเจ้าရအောင်မသိတော့ဘူးမေးဝိုင်းလို့ပြောတယ်တချို့တွေကကိုကောက်ွယ်ဖို့အတွက်တခြားသူကိုရောင်းချတယ်အဖွဲ့ဒီရှုသစ္စာမပြတ်ဘူးပေါ့နော်ဒီခိုင်မာဖွဲ့စည်းထားခဲ့တယ်အရင်တော့ကဒီမထိနိုင်တဲ့အဖွဲ့လို့ထင်ခဲ့ကြပါမယ်အခုတော့တယောက်နဲ့တယောက်လက်ညှိုးညွှန်ပြနေကြတယ်တချို့ကဒီချိန်မှာငါမရှိနေဘူးငါကြည့်ပဲကြည့်နေခဲ့တာငါတော့တားချင်ခဲ့တယ်အဲ့လိုမျိုးပြောခဲ့တယ်ဒါပေမဲ့ဘယ်သူမှအမှန်တရားကိုမတားခဲ့ဘူး shoreline စစ်အဖွဲ့တွေကမင်္ဂလိအများစုကလူတက်မှုမဟုတ်တဲ့ assault mischief ဒါမှမဟုတ် probation နဲ့ပဲသူတို့ကပြီးသွားခဲ့တယ်လူတက်မှုရဲ့အစာပြုသူတွေဖြစ်ပေမဲ့တရားရုံးမှာအလေးနဲ့မခံခဲ့ရဘူး
လူတော်တော်များများကတောင်မေးခွန်းထုတ်ခဲ့ကြတယ်ကျမကိုယ်လည်းမေးခွန်းထုတ်တယ်ဒါသူတို့ရခဲ့တဲ့ပြစ်မှုကတရားမျှတရဲ့လား Warren Glossky ကကြောက်ရွံ့မှုနဲ့အပြစ်ကိုသူကတည်ဆောင်လာတယ်သူဖြစ်တယ် Warren ကအစပတ်မှာလူတက်မှုကိုမငင်းခဲ့ဘူးသူလုပ်ခဲ့တာကိုဝန်ခံခဲ့တယ်ခေါင်းကိုကန်ခဲ့လို့ပြောတယ်အကြမ်းဖက်မှုကိုပါဝင်ခဲ့လို့ပြောတယ်သူရဲ့ဝန်ခံခဲ့ကြောင်း second degree murder အဖြစ်သူကအပြစ်ရှိကြောင်းခံခဲ့တယ်ဒါပေမဲ့သူ့အပြစ်ပေးမှုကိုအခြားသူတွေတက်မမြင်ရတဲ့အရာတစ်ခုကသူကနောင်တရှိတယ်ထောင်ထဲမှာသူကရီနာရဲ့မိသားစုကိုစာလေးရေးတယ်သူမကိုတတ်ခဲ့တဲ့မိမိကိုမလွတ်ပေးနိုင်လို့ထပ်ခါတလဲလဲပြောတယ်နှစ်များစွာကြာမှပြန်လဲပြီးတော့တရားရုံးရှိမှရောက်လာခဲ့တယ်သူကနောင်တရှိတဲ့လူငယ်တစ်ယောက်ဖြစ်သူ့ကိုမြင်လာခဲ့ရတယ်Kelly အလားကတော့ညှင်းဆန်မှုနဲ့အေးဆက်မှုပဲဖြစ်တယ် Kelly အဲ့လားတော့မတူဘူးသူမကအဆုံးထိညှင်းဆန်ခဲ့တဲ့အထောက်အထားတွေတစ်ခုပြီးတစ်ခုထွက်လာပြီမဲ့သူမကိုတာဝန်မှုသူကလက်ခံခဲ့ဘူးသူမရဲ့အမှုကတရားရုံးမှာ3ချိန်တိုင်စစ်ခဲ့တယ်ပထမအမှုမှာအပြစ်ရှိခဲ့တယ်ဒုတိယအမှုကပြက်ခဲ့တယ်တတိယအမှုကကြတော့ second degree murder ဖြစ်နေအပြစ်ရှိကြောင်းကိုသိပြုခဲ့တယ်လူများကတော့မေးနေခဲ့တယ်ဘာဖြစ်လို့ဒီအမှုဟာဒီလောက်ကြာတာလဲဘာကြောင့်မလို့ဒီကောင်မလေးကအခွင့်အရေးများများရတာလဲဒီမှုမှာလူငယ်ဆိုတဲ့စကားလုံးကအကာအကွယ်တစ်ခုဖြစ်နေခဲ့တယ်အသက်ငယ်တယ်ဆိုတာတရားမျှတမှုကိုပို့ပေါ်စေခဲ့တယ်ဒါပေမဲ့ရီနာအတွက်ကတော့အသက်ငယ်တယ်ဆိုတာဆိုပြီးတော့ကယ်တင်မှုကိုဒီမှုကလူမှုအတိုင်းဝိုင်းကိုမေးခွန်းတွေကိုခြံထားခဲ့တယ်ကြည့်နေတဲ့သူတွေကိုဘယ်ချိန်မှတာဝန်ရှိလာမလဲအုပ်စုဖီကလူတစ်ယောက်ကိုဘယ်ထိဆွဲခေါ်သွားနိုင်မလဲနှိပ်စက်နေတာအပြစ်လားဒါမှမဟုတ်အပြစ်ကိုဖန်နေတာရီနာရဲ့အမွေနှစ်ကဘာတွေရခဲ့တယ်ရီနာကမသေးချာခဲ့တဲ့အကြောင်းရင်းကြောင့်တစ်ချက်တည်းတော့မဟုတ်ခဲ့ဘူးတစ်ချက်တည်းအပြစ်မဟုတ်ဘူးဒါဟာလွတ်လပ်မှုမရှိခြင်းတိတ်ဆိတ်ခြင်းရက်စက်မှုကိုအလွဲစားခွင့်ပြုခြင်းကြောင့်ဖြစ်ခဲ့တယ်အဆိုပါစနစ်ကမူလကအားနည်းနေတဲ့ကလေးတရားကိုအကြမ်းဖက်မှုရဲ့ခံစားမှုတွေကိုဆက်လက်ပြီးတော့ထည့်သွားခဲ့တယ်နိုဝင်ဘာလ14ရက်မတိုင်မီအချက်လက်များစွာရှိနေခဲ့တယ်အကြမ်းဖက်မှုတွေမြင့်တက်လာတာလူမှုရေကွာခြားမှုရဲ့စကားရဲ့နဲ့အပြစ်ချင်းတွေပဲဘယ်သူမှလုံးမထားခဲ့ဘူးအချိန်မကြတော့တိတ်ဆိတ်မှုကအကြမ်းဖက်မှုကိုခွင့်ပြုသလိုဆူမန်နဲ့မန်ဂျစ်ဗစ်ကရီနာရဲ့မိဘတွေကလက်မလွတ်နိုင်တဲ့နာကျင်မှုကိုသူတို့ကရယူဒါပေမဲ့သူတို့အတွက်ဒီအားလက်ရရှိခဲ့တာတော့သင်ခန်းစာပေးခြင်းပဲဖြစ်တယ်သူတို့ကအနာဂတ်ကိုကယ်တင်ဖို့အခြားကလေးတွေစီကိုသူတို့ကတွားရောက်ပြီးပြောပြခဲ့ကြတယ်ဘူးလီရဲ့အစပြုမှုကအနစ်နာခံမှုမဟုတ်ဘူးအကြမ်းဖက်မှုပါမျက်စိမပိတ်နဲ့လှုပ်ဆောင်ရီနာရဲ့အမှုကလူအတိုင်းဝိုင်းကိုပြောပြတယ်ဘူးလီကိုအနာဂတ်အတွက်အချိန်ပေးရင်အဆုံးသတ်မှုတဲ့အမှုတွေထီကိုရောက်နိုင်တယ်လူငယ်တွေဆရာတွေမိဘတွေစီကံမဲ့မှုတွေကိုခံစားနိုင်တယ်လို့အကြမ်းဖက်မှုကိုလည်းပောက်ခွာနိုင်တယ်တခါတရံတိတ်ဆိတ်မှုကအဖြစ်ကိုဖန်တီးသူမဟာအသက်ငယ်သေးပေမဲ့လူအတိုင်းဝိုင်းကိုပြန်လှည့်စေတယ်သူမရဲ့တိတ်ဆုံးမှုနဲ့နာကျင်မှုတွေကလူတွေကိုစိတ်ပြတ်မသွားစေခဲ့ဘူးသူမမရှိတာကြောင့်တပတ်အတွင်းလူတွေကိုစောင့်ကြည့်တင်တတိထားခြင်းအရေးကြီးမှုကိုသင်ယူခဲ့ကြတယ်မိသားစုက anti-bullying campaign တွေကိုစတင်ခဲ့ကြတယ်အမျိုးသားចောင်းသားဆရာတွေကိုဘယ်လိုကာကွယ်ရမလဲလို့သင်ကြားခဲ့ကြတယ်2009ခုနှစ်မှာဒီရီနာရဲ့မိဘတွေကို Anthony Hume Award of Distinction ကိုရရှိခဲ့တယ်2013ခုမှာလည်း Governor General National Award ကိုသူတို့ရရှိခဲ့ကြတယ်ရီနာရဲ့တည်ဆုံးတာကိုတယောက်တည်းမဟုတ်ဘူးစနစ်ကမမြင်စွမ်းနိုင်တဲ့အကြမ်းဖက်မှုကိုခွင့်ပြုခြင်းအရက်အနှံ့တွေစီးဆင်းလာခဲ့တာဖြစ်တယ်အကြမ်းဖက်မှုကိုအနားမထားပါနဲ့တင်မြင်ရင်လက်မလွတ်ပါနဲ့ဘဒုမဆိုကူညီပါရီနာရဲ့အကြောင်းကတခါတည်းလူငယ်တွေကိုတတိပေးတယ်အချင်းချင်းကြည့်ရင်လက်မလွတ်ပါနဲ့အကြမ်းဖက်မှုကိုခွင့်မပြုပါနဲ့ဒီလိုမူကြမ်းတွေကိုအချင်းချင်းကူညီရင်နောင်အနာဂတ်အတွက်အသက်ရှင်နိုင်မယ်
ကဲကျမကတော့ဒီနေ့ရီနာရဲ့အကြောင်းအရာလေးကိုပြောဆိုတာပြီးဆုံးပါပြီအကွေကြီးများ true crime မှုခင်းအဖြစ်မှန်မှုခင်းတွေကိုကြိုက်တယ်ဆိုရင်ကျမရဲ့ channel လေးကို like share and subscribe လေးပေးဖို့မမေ့ပါနဲ့နော်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေကောင်းသောအရာကိုတာပြုမှုကြပါလှုပ်ဆောင်ကြပါမကောင်းတဲ့အရာတွေကိုမလုပ်ကြပါနဲ့ဒါပဲเนาะ bye bye